လေပေါ်တယ်လေးတခွက်လား ဟောလာပြီလာပြီ ဟာဒါတော့ဘာဖြစ်တော့ ဒီကတော့ဘာလဲကြီး အေးဟုတ်ပါတယ်ကွာမင်းကလည်း ကျွန်တော်ရုပ်ကိုပြောလာလား ဟုတ်တယ် ဒါကိုမင်းရောကိုကိုဘာစားလို့ကိုလူအကြီးမှလည်းတော့ကြက်ပါလေအတိအကိုနော်ဟုတ်ကဲ့လူအကြီးမှလည်းဟုတ်ကဲ့ကျွန်တော်တော့ စီးရတာကွာဘန်းကိုသွားလာမလား ဟုတ်တယ်လေကွာ ခမရဒီရောက်ကလည်းပြောင်းသွားပြီဆိုလို့ကျွန်တော်ဝမ်းသာနေတာ ဟိုတယောက်ကပြောင်းလာ အေးကျောင်းလာတယ်တဲ့တတိကိုကျွန်တော်တို့ကြားလို့ကျွန်တော်တို့ကပါလိရှင်တော်ဒီဝမ်းသာပါလား ကျွန်တော်လာသေးတယ် ဟုတ်ကဲ့အတင်လေးတော့ အခုပြည့်တယ်ကျွန်တော်မမွေးခင်နဲ့အခုအားပေးနေရ ဟုတ်တယ်သူကတေးကန်နေတယ် အဲ့ဒါဂျိလုံးကိုပြောနေတော့ဂျိလုံး ကျွန်တော်တို့အဲ့ဒါအခုလေးလာနေမှာကျွန်တော်လူကျွန်တော်ဘလောက်ဝါဒနာပါလဲဆိုရင်ဗျာအောင်လားအန်ဆိုင်မွေးတယ်ဆိုတပွဲမှမလုပ်ဘူး ကိုလာထိုးလိမ့်လိမ့်ဗျာလူရှင်တော်ပညာနဲ့အလားဆံဘက်ထိုးတာလေ ဟုတ်ဒီမှာအောင်လားအန်ဆိုင်မွေးကိုထိုးတယ်ဆိုမှကျွန်တော်ကအဲ့ဒါကိုကြည့်ချင်တာအဲ့ကောင်အဲ့တော့စိတ်ဝင်စားဘူးဘေးနာအကောင်ပါလေးကိုရီးယားမယ်လေး အော်ပြည့်ပေါင်းလေးတွေ အဲ့ဒါကမင်းပြက်လုံးပြက်လုံးဖြစ်နေလား ကောင်မလေးလေလူလေးလောက်ကအဲ့ အဲ့ဒါပြက်လုံးဟိုဒါမဲ့လူရှင်တော်ပညာတင်တာကြတော့ဘယ်လိုပြောမလဲဆိုအဲ့ခက်တယ်ဆိုတာကပြက်လုံးမတင်ခင်ကိုနောက်ရိုက်တာလေးပေါ့ရိုက်ကိုဆရာ ရိုက်ကျွန်တော်တို့အဲ့လူရှင်တော်ကအဲ့တင်တန်းနေပါရှိတယ်တို့ရ တင်တန်းနေပါရောမရှိဘူးလေဒါပေမဲ့တစ်ဆင့်တင်ရတာပေါ့အဲ့ဒီဥမာကပြက်လုံးများကပြက်လိုက်တယ်နဲ့မဖို့တုံးอ่ะဆိုရင်အခုတို့ဆရာကြီးတော့သူတို့ကျတော့ဘက်ခက်လိုမျိုးရိုက်တုပ်သူသင်္ကန်းတို့အဲ့လိုရိုက်တာမဟုတ်ဒါအဲ့ရိုက်လေးတွေအရင်လေးလာတော့ရိုက်လိုက်တယ်ဆိုဒီလိုလေးအဲ့လေးတွေအရင်လေးလာတော့ အဲ့ဒါလေးပဲကျွန်တော် နောက်တာလေးရိုက်တယ်အဲ့ဒါလေးတွေ မင်းလည်းရိုက်တော့ တို့ကျင့်လေးတယ်ကျွန်တော်ကြောင်းနေပါတယ်ဆိုရင်အဲ့ဒါဆရာမတွေကတက်ကက ဒါဟိုတုန်းကအပိုင်းလေးတွေပေါ့နောက်ဘက်ခက်ရောက်လာတဲ့ผู้နေတို့လက်ထပ်ကြတော့ဘာလဲဆိုတော့ရင်းစားဆက်ကူလို့ရှိတယ်ဟောအဲ့ဒါလေးနဲ့အေး ဒေါက်တာလေးတွေနဲ့ ကျွန်တော်မြောက်ဒီအငိမ့်ပြိုင်ပွဲတို့ဘာလို့လဲဒီရက်တိုင်းအဲ့မှာရွေးချယ်ပြားလေးနဲ့ ငါတို့ကြည့်တယ်ဗာဥမို့ဒီနဲ့ဥမို့အဲ့ဒါရိုက်ကလေးနဲ့ရိုက်တယ် အဲ့ဒါလည်းရိုက်တာလေ ကျွန်တော်ကျင့်တော့ကျင့်တာလေ အဲ့ဒါလေနောက်ဒီဘက်ကိုညင်းညင်းတို့ခေကြတော့ဘာဖြစ်လာလဲလင်ခန်းသုံးတာကြာ ဩဦးငင်းညတို့ဦးရွှေတို့ လင်ခန်းတော့ဝါအဲ့ဒါလေးတွေကိုအရင်ကရိုက်နီးလေးတွေကိုပြက်လုံးမတင်ခင်ကိုအဲ့ရိုက်နီးလေးတွေငန်းကြီးလို့လေးလာပြီးတော့မှကိုပြက်လုံးလေးတွေဗာလေးအဲ့လိုလေးတွေ တို့တွေခဏခဏကျင့် တို့ဒီကြည့်လာရိုက်တာကျွန်တော် ကျောင်းမှနေကျောင်းမှဆိုတော့ကိုကျင့် ရိုက်တာရိုက်တတ်တယ် ရိုက်တာဒီလိုဗျာဟုတ်တာနင်sorry sorry ပါဗျာကျွန်တော်ကပြတာဟိုကျွန်တော်ပြတာပါဗျာနာဝါလာ ရနေပါ ရာလေးတော့ထင်တာ ရပါပြီအဲ့ဒါ ဆွတ်ဆိုင် မကျင့်တာ မိမိရိုက်တယ်ကျွန်တော်ရိုက်တယ်ဒီမိုင်းတယ်ဒီမှာနေရိုက်ဒီလိုအောက်ကအဲ့လိုပါတယ် ဘာလို့ကျွန်တော်ဒီအောက်ကိုရိုက်တယ်မင်းပြန်ရိုက်တယ်မလား ရဒါလေးတွေနည်းနည်းညီလေးကိုလေးလာလိုက်ရဖြစ်လို့မညီရတယ်ဘာမျိုးဒါလေးရတယ်ဘာမျိုး လက်ရိုက်တာကငါတို့ကတိတ်အားမကြ ဟုတ်ဒီလိုမရ ဒီမှာနုသေးတာလည်းပါ ဟုတ်ပါအဲ့ဒါလိုပဲကျွန်တော်လေးတာလက်ရိုက်တာမဟုတ်ဘူးအဲ့လိုတရားတော့ မသနာကြီးอ่ะ ဘာဒါလေးကပြက်လုံးမတင်ကြားရကြီးတယ်ဒီလိုပဲပြင်းနေ ဒါလေးနဲ့အဲ့ဒါကဘာလဲဟိုတန်ချိုးဆိုလားတန်ချိုးဒီအာမင်းလည်းကွာမှားပါဘာမျိုးကြီးလေရမနာမနာနည်းနည်းလေးပေါ့ဒီရိုက်လေးကိုဒီအားစက္ကန့်အဲ့လိုရိုက်ပဲဘာမျိုးနေလဲမသိဘူး อ๋อအဲ့လိုလားဒီလိုရိုက်မှာလားဒဲလီမလား နာဝါလာမပြော မနာဘူးဘုန်းကြီးကဥမာရိုက်တာလေးကြတာဒီကရိုက်ရုံလေးကြတာဒီလိုလေးဒီလောက်လေးပဲအမြတ်ကနေကြတော့ဖြတ်မရလေခါထားပါဒီလောက်ပဲအဲ့ဒါဆိုရင် ကျွန်တော်တို့ရိုက်အောင်မယ်ကျွန်တော်ရိုက်ဆိုင်ချင်တာအဲ့ဒါအဲ့ဒါဘာလို့ ဘာကြောင်းမကရီးရတာဒီလို ဒီလိုကြောကောင်းလို့အဲ့လိုရိုက် တပေါင်းပေါင်း ရညီ
ပြလိုက်ဆက်ဟိုကတော့တော့ကျွန်တော်တို့ကဟိုဥပမာပြထား ကြာရ ဝါသနာရှိတယ် ဒါနောက်မှကောက်ကိုအိမ်မှာဖြည်းဖြည်းလေးပေါ့ဖတ်ဆိုလေးပြန်ကျင်းလိုက် အဲ့တော့ဟုတ်တယ်ဂျားနေဒီပါလေရိုက်တယ် ဒါတော့ရိုက်နေရိုက်တာမရှိဘူး နောက်တစ်ခုရှိသေးတယ်ကဲဟိုလေမလေမအဲ့ဒါဘူးကျန်တယ်အခုနောက်ပေါ်လာလေ အဲ့မှာကွာအဲ့ကျွန်တော်ကွာရ နားဝါလာဆို မဟုတ်ရဘာ လေမနဲ့ရိုက်ကြတော့ပူသွားရတယ်နော်ကွာလေဟာ ရိုက်ကိုရိုက်ဒီကွာရိုက်ကိုရိုက်ဒီကွာနားဝါလာဆရာ မင်းလည်းဆိုးလို့ကိုရိုက်မှဆိုအဲ့တော့မရိုက်တော့ရိုက်တော့လောက်ရိုက်မှရမှာပေါ့ဗျအတန်အားနေတယ်လीအတန်အားနေတယ် ဟောတာနေတာဒီလိုမရိုက်ဘူး မဟုတ်ဘူးရိုက်မှဆိုဒီလိုအဲ့လိုအားရပါရရိုက်နားလေလားညီလို့တယ်ဒီမှာတော့ပိတ်ဟဲ့ညီလို့တယ်လည်းမရဘူးဒီမှာလည်းပိတ်ပါလေ ကြည့်ရောဒီကရိုက်ပုံရိုက်နီးလေးပေါ့ ဟေး လက်လုံး ရိုက်နော်ရိုက်ပုံရိုက်နီးလေးပေါ့ ဒါလေဒီလိုကဒီအကြီးကလည်းဟိုပါဖြစ်တော့ပေါ့ နိုင်ရတယ်မကောင်း ဟိုပါလေကျော်သွားတရားလေးလဲရှိနေလို့နော်ငါမှတင်တော့မယ်သိလား နောက်လာနေရ ရိုက်ပုံရန်ဒီ တော့အေးပါရအော်ဒီဆိုလေပြောတော့လူရှင်တော်တင်တာတ냐တင်လို့ဝင်လာတာမသိဘူးလူကိုရိုက်သွားလိုက်တာရရအောင်မရှိဘူးဖေလို့မလာလေ